ကျမပြုတ်ကျသွားတဲ့ဖုံကိုကောက်ဖို့သွားလိုက်တဲ့အချိန်မှာဘေးကဖြတ်သွားတဲ့အမျိုးသားကိုတတိမထားမိလိုက်ပါဘူး။နောက်တစ်စက္ကန့်မှာပဲကျမသူ့ကိုမြေပြင်ပေါ်လဲကျသွားအောင်တိုက်မိလိုက်ပါတယ်။ဘာဖြစ်သွားလဲဆိုတာသိလိုက်ရတဲ့အချိန်မှာသူ့ကိုကြည့်ဖို့အမြန်ပဲအပြေးလွှားသွားလိုက်ပါတယ်။သူ့မျက်နှာပေါ်ကနာကျင်နေတဲ့ပုံရိပ်ကိုမြင်လိုက်ရတော့သူ့ကိုစီယုံကိုချက်ချင်းခေါ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအလုတ်ကလက်ဖော်ကွိုင်ပဲစီကအစည်းအဝေးတက်ဖို့ရတဲ့အရေးပေါ်စားတဲ့ဆောင်ရောက်လာပါတယ်။အချင်းကလည်းအရန်လောနေတာကြောင့်တခြားနည်းလည်းမရှိတော့ပဲအဲ့ဒီအမျိုးသားရဲ့ဖုံကိုယူပြီးကျမရဲ့ဆက်သွယ်ရန်အချက်အလက်တွေကိုထည့်ပြီးခဲ့လိုက်ရပါတယ်။ဒဏ်ရာရသွားတဲ့သူ့ခြေထောက်ကိုကြည့်ရင်းနဲ့ကျမမှာအရေးကြီးကိစ္စလေးရှိနေလို့တွားရတော့မယ်။အလုပ်ပြီးသွားနဲ့ချက်ချင်းပြန်လာခဲ့မယ်လို့ပြောလိုက်ပါတယ်။မထွက်သွားခင်မှာလျော်ကြီးအနေနဲ့ကျမရဲ့နာရီကိုတောင်ချွတ်ပေးခဲ့ပါသေးတယ်။ကံကောင်းကျင်တော့ကုမ္ပဏီရဲ့တင်ဒါခေါ်တဲ့အစည်းအဝေးကိုအချိန်မီရောက်သွားခဲ့ပါတယ်။အစည်းအဝေးပြီးသွားတဲ့နောက်မှာတော့သူ့ကိုကြည့်ဖို့စီးရုံကိုပြန်လာခဲ့ပါတယ်။အထဲကိုဝင်ချင်းမှလည်းသူကအိပ်ပျော်နေတာကိုတွေ့လိုက်ရပါတယ်။ကျမလည်းမနေနိုင်ပဲသူ့ကိုတိချမြင်ရအောင်အနားကိုတိုးသွားမိပါတယ်။ကျမသူ့ကိုတိတ်တဆိတ်ငေးကြည့်နေတော့မှပဲသူကရုတ်တရက်မျက်လုံးပွင့်လာပါတယ်။ကျမလည်းအလုပ်ပြီးလို့ရောက်လာတာပါဆိုပြီးအမြန်ပဲရှင်ပြလိုက်ပါတယ်။သူကတော့သူ့ချီနီကတိတ်မဆိုးပါဘူး။အိမ်ပြန်ပြီးရက်နဲနဲလောက်အနားယူရင်ရပါပြီလို့ပြောပါတယ်။ဒါနဲ့ကျမလည်းအိမ်ပြန်ပြီးအဝတ်စားလဲပြီးတော့သူ့ကိုအိမ်လိုက်ပို့ပြန်လာခဲ့ပါတယ်။သူကဒဏ်ရာရထားတာတောင်သူ့အိတ်ကိုသူ့ကိုယ်တိုင်ပဲတဲ့မယ်ဆိုပြီးဆွလုံနေပါသေးတယ်။မကြခင်မှာပဲသူ့အိမ်ကိုရောက်သွားပါတယ်။သူ့ကိုအနားယူဖို့ထိုင်ခိုင်းရင်ကူညီပေးနေတော့မှမတော်စားဆိုဖာပေါ်ကိုသူ့ညံသူလဲကျသွားပါတယ်။ရုတ်တရက်နီးကပ်သွားတဲ့အနေထားကြောင့်ကျမတို့နှစ်ယောက်လုံးကြောင်သွားခဲ့ပါတယ်။တတိပြန်ဝင်လာတဲ့အချိန်မှာအမြန်ပဲထားလိုက်ပြီးမဲ့ဒဏ်ရာရထားတဲ့သူ့ခြေထောက်ကိုပြန်တိုင်မိသွားပါတယ်။သူ့ရဲ့အကြည့်တွေကိုမြင်လိုက်ရတော့ကျမလည်းအနေရခက်စွာနဲ့ပဲရှင်းပြဖို့ကြိုးစားမိပါတယ်။အဲ့ဒီနောက်စကားလိုင်းကြောင်းလွဲပြီးသူနဲ့စကားပြောခဲ့ပါတယ်။စကားပြောရင်းနဲ့သူ့ညီမလေးကဆုံးသွားပြီးဖြစ်လို့သူကတယောက်ထဲနေတာဆိုတာကိုသိလိုက်ရပါတယ်။အဲ့ဒါကြောင့်သူ့ကိုပိုပြီးတေချာဂီယူဆိုင်ပေးမယ်လို့စိတ်ပိုင်းဖြတ်လိုက်ပါတယ်။နောက်ရက်မှာတော့သူ့စီသွားဖို့အတွက်ပစ္စည်းတွေအများကြီးဝယ်သွားခဲ့ပြီးမဲ့လေကားရင်ကိုရောက်တဲ့ချိန်မှာပဲသူကကျမရှိကိုဒလိတ်ခေါက်ကွေးလိမ့်ကြလာပါတယ်။လဲကျသွားလာတောင်ကျမကိုနှုတ်ဆက်ဖို့တတိယနေသေးတာကိုမြင်ပြီးကျမမှာရဲတောင်ရဲမိပါတယ်။အခန်းထဲပြန်ရောက်တော့သူ့တရားတွေကိုစီးထည့်ပြီးရင်ကျမတို့နှလုံးသားချင်းတဖြည်းဖြည်းနီးစပ်သွားတယ်လို့ခံစားလိုက်ရပါတယ်။ဒါပေမဲ့မမျော်လင့်ထားတာကနောက်တစ်ခါသူ့စီသွားတဲ့အချိန်မှာသူ့လက်မောင်းကဒဏ်ရာရနေပြန်တာပါပဲ။ဒါနဲ့သူနောက်ထပ်ဒဏ်ရာမရအောင်ကျမရဲ့အိမ်မှာပဲလာနေဖို့အကြံပေးလိုက်ပါတယ်။သူကလည်းငင်းမနေပါဘူး။အိမ်ထဲရောက်ချင်းမှာပဲဟိုနားဒီနားပြန့်ကျဲနေတဲ့အဝတ်စားတွေကိုအမြန်ပဲတင်လိုက်ရပါတယ်။သူ့ရဲ့ရဲတံကိုကြားလိုက်ရတော့ကျမတကေကိုရှက်သွားမိပါတယ်။သူ့ကိုနေရာချပြီးတဲ့နောက်မှာတော့ကျမအပေါ်ထက်ကိုတက်သွားခဲ့ပါတယ်